မင်္ဂလာပါရှင်အမရေကိုပိုင်ချန်နယ်လေးမရှိလို့ဘယ်လိုလုပ်ရမလဲတဲ့ဖြည့်ပေးပါအောင်နဲ့ဟုတ်ကဲ့ပါရှင်ကိုပိုင်ချန်နယ်မရှိတဲ့သူတွေအရင်ဆုံးကိုယ့်ရဲ့အကောင့်မှာဟဲ့လိုမျိုး shop လေးပေါ်လာရှင်ဒီလိုမျိုး shop လေး sign လေးပေါ်လာရှင် home ဆိုတဲ့ပင်မရဲ့ညမှာဒီလို shop လေးပေါ်လာရှင်ဒါမျိုးလေးဒီ shop လေးပေါ်တယ်ဆိုရင်တော့ကိုပိုင်ချန်နယ်က follower 1000ပြည့်ရင်ရှောက်လို့ရပြီရှင်โอเคနော်ကိုပိုင်ချန်နယ်လေးရှိသွားပြီဆိုရင်မင်းတို့ကကော်မရှင်တွေရှာလို့ရပြီရှင်အဲ့တော့အရင်ဆုံးကိုယ့်ရဲ့အကောင့်မှာတွားပြီးတော့ဒီ shop လေးပေါ်လာဆိုတော့တွားစစ်ပါရှင်မပေါ်ရင်တော့မရဘူးရှင်ပေါ်ရင်တော့ရတယ်ဒီ channel ပေါ်တဲ့နိုင်ငံက3နိုင်ငံပဲရှိပါတယ်ရှင်ထိုင်းနိုင်ငံရဲ့မလေးရှားနိုင်ငံရဲ့စင်ကာပူနိုင်ငံရဲ့ဆိုပြီး3နိုင်ငံရှိပါတယ်ရှင်ဒီ3နိုင်ငံကသူတွေ business တို့မျိုး TikTok shop နဲ့ commission ရှာလို့ရတယ်ရှင်โอเคနော်အဲ့တော့မြန်မာပြည်မှာနေတဲ့သူတွေကချွေချက်နေနဲ့ဒီ channel ပေါ်တဲ့ဟိဆိုတော့လုပ်လို့ရတယ်တကယ်လို့မပေါ်ရင်တော့မရဘူးရှင်ရှင်းရှင်းလေးပဲနော်โอเคနော်အဲ့တော့ channel ရှိသွားပြီဆိုရင်ကိုယ့်ရဲ့ channel လေးထဲကနေပြီးတော့ကိုယ်တိုင်ကိုဒီမှာဒါ business နဲ့ဒါကိုယ်ပိုင် channel မှာရှင်ဒီ channel လေးကို business တို့ရှောက်ပြီးသွားပြီဆိုရင်ဒီ channel ဆိုတာကလည်း follower 1000ပြည့်နဲ့ရှောက်လို့ရပြီရှင်โอเคနော် follower 1000ပုံတော့1000เนาะ1000ပြည့်နဲ့ရှောက်လို့ရပြီရှင်အဲ့တော့ဒီ channel လေးရှိသွားပြီဆိုရင်ကိုကဒီ channel လေးထဲကနေပြီးတော့ဈေးဝယ်သုံးနေရင်းနဲ့လည်း commission ရတယ်ကိုကိုယ်တိုင်ကိုအိမ်မှာလိုတဲ့ပစ္စည်းတွေကိုဝယ်သုံးနေလဲ commission ရတယ်ရှင်သူများကကို channel ကနေပြီးတော့ shopping ဝင်ထွက်သွားမယ်ဆိုရင်လည်း commission ရတယ်နောက်တစ်ခုကကြတော့ကိုကဈေးမဝယ်တက်သူလေးတွေအတွက်ဈေးဝယ်ပေးမယ်ဆိုရင်လည်း commission ရပါတယ်ရှင်โอเคနော်အဲ့တော့ကိုပိုင် channel မရှိရင် channel ရှိအောင်လို့ရှောက်ကြပါ channel ရှောက်နေတဲ့ line ပေါ်မှာတင်ထားပေးပါတယ်တကယ်လို့ပေါ့နော်အခြေခံကြကြလေးစနစ်ကြလေးသင်စနစ်လေးလာခြင်းနဲ့ဆိုတော့မင်းစမှာ online ဗီဒီယိုသင်တန်းတွေ VIP သင်တန်းတွေဖွင့်ထားပါတယ်ရှင်လာသင်ယူပြီးတော့စူးစမ်းလို့ရပါတယ်เนาะဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ရှင်အစီအစဉ်ပြကြပါစေTikTok shop ကိုအခြေခံကစပြီးစနစ်ကြတင်ယူလေးလာခြင်းနဲ့ရလက်တွေမြင်မြတ်ထွက်ခြင်းနဲ့ဝင်ငွေရှာလို့ရအထီကိုကျင်းကျင်းတက်ခြင်းနဲ့ဆိုတဲ့သူလေးအတွက် TikTok အခြေခံကနေစပြီးဝင်ငွေရှာလို့ရထိတင်ထားပြီးတဲ့ online ဗီဒီယိုသင်တန်းတွေ VIP သင်တန်းတွေမြင်ဖွင့်ထားပေးပါတယ်